ဇလန်းအစမှာတော့ပင်လယ်လယ်မှာရှိတဲ့ပင်လယ်ဓာပြတင်မောတစ်စီးကိုတွေ့ရပါတယ်။တင်မောပေါ်ကဓာပြတွေဟာပင်လယ်အောက်ကပျောက်ဆုံးနေတဲ့မြို့တော်ရဲ့တည်နေရာကိုတည်ထားပေမဲ့မပြောပြချင်တဲ့သူတို့ရဲ့ခေါင်းဆောင်ကိုပုံကန်ကြပါတယ်။သူတို့ကခေါင်းဆောင်ကိုအတင်းကျပ်မေးမြန်းပြီးမပြောရင်တက်ဖြစ်မယ်လို့ချိန်ချောက်ကြပေမဲ့သူကညှင်းဆန်နေစေဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတယောက်ကတနက်နဲ့ဖြစ်လိုက်ပြီးသူဟာပင်လယ်ထဲပြုတ်ကျသွားပါတယ်။ဒါပေမဲ့သူ့ဘေးကစီပိုင်းတစ်ခုထဲမှာတော့သူ့သားလေးဟက်ဆင်ပုံအောင်နေခဲ့ပါတယ်။နှစ်ပေါင်း20ကြာပြီးနောက်ဟက်ဆင်ဟာလူကြီးဖြစ်လာပြီးတန်ငါသည်အဖွဲ့တစ်ဖွဲ့နဲ့အတူနေထိုင်နေပါတယ်။သူ့ကိုပင်လယ်ထဲကကယ်တင်ပြီးမွေးစားခဲ့သူကတော့ Captain Wong ဖြစ်ပြီးဟက်ဆင်အတွက်ဖခင်တယောက်လိုဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာ Wong ကပင်လယ်အောက်ကရတနာတွေကိုတွားရှာဖို့အဖွဲ့သားတွေကိုအမိန့်ပေးပါတယ်။သူတို့ဟာ Elsie လို့ခေါ်တဲ့ပင်လယ်ရဲ့မျက်လုံးစီတွားရမယ်လို့ပြောပါတယ်။ဟက်ဆင်လည်းရေငုပ်ဖို့ပြင်ဆင်ပေမဲ့အဖွဲ့သားတယောက်ကသူ့ကိုလောင်ပြောင်ပြီးရတနာဝေစုမပေးချင်လို့မလိုက်ဘူးပြောပါတယ်။ဒါကို Wong ကမြင်ပြီးဟက်ဆင်ကိုအားပေးတဲ့အတွက်သူဟာယုံကြည်မှုပြန်ရလာပြီးအတူတူရေငုပ်သွားပါတော့တယ်။ပင်လယ်အောက်မှာဟက်ဆင်ဟာအခြားသူတွေနဲ့ပွဲသွားပြီးတယောက်တည်းရှာဖွေနေရင်းရွှေရောင်တောင်တစ်ခုကိုတွေ့ရှိပါတယ်။သူကအစိပ်ပိုင်းတစ်ခုကိုထိုးယူလိုက်တဲ့အခါထူးဆန်းတဲ့စွမ်းအားတွေသူ့လက်ထဲကိုစီးဝင်လာပါတယ်။အဲ့ဒီအချိန်မှာပဲကြီးမားတဲ့ပင်လယ်တစ်ဝက်တစ်ပေါင်ပေါ်လာပြီးမဲ့သူ့ကိုမတိုက်ခိုက်ပဲထွက်သွားပါတယ်။ဒါပေမဲ့ဟက်ဆင်ကအောက်ဆီဂျင်ပြတ်လက်ပြီးမေးလဲသွားပါတယ်။ Wong ကစိုးရိမ်ပြီးသူ့ကိုတွားခဲ့ပြီးမဲ့အဲ့ဒီပင်လယ်တစ်ဝက်ကြီးပြန်ပေါ်လာပြီး Wong ကိုတိုက်ခိုက်ပါတယ်။ဟက်ဆင်ရေပေါ်ကိုတက်လာတဲ့အချိန်မှာတော့ပင်လယ်ဓာပြတွေကသူတို့သင်္ဘောကိုဝင်တိုက်နေကြပါတယ်။အဲ့ဒီနောက်ပင်လယ်တစ်ဝက်ကြီးက Wong ကိုမြေချလိုက်ပြီးအားလုံးကကြောက်လန့်ကထွက်ပြေးသွားကြပါတယ်။ဟက်ဆင်တယောက်တည်းကြံခဲ့ချိန်မှာပင်လယ်ဓာပြတွေကသူ့ကိုဖမ်းဆီးခေါ်သွားကြပါတယ်။အဲ့ဒီသင်္ဘောပေါ်မှာသူဟာအနိုဆိုတဲ့မိန်းကလေးနဲ့တွေ့ဆုံပါတယ်။နှစ်ယောက်သားပူပေါင်းပြီးထွက်ပြေးနိုင်ခဲ့ကြပေမဲ့ Harry Quinn ကဟက်ဆင်ကိုညားနဲ့ပစ်လိုက်ပါတယ်။နောက်နေ့မှာလူကသူ့တန်ရာကိုကုသပေးပြီးနှစ်ယောက်ကြားမှာချစ်ချင်းမြတ်တာတွေတဖြည်းဖြည်းပေါက်ဖွာလာပါတယ်။အဲဒီကသူမဟာ Alexa Iceland ကလူတစ်ယောက်ဖြစ်ပြီးပင်လယ်အောက်ကပျောက်ဆုံးနေတဲ့မြို့တော်ကိုရှာဖွေနေကြောင်းပြောပြပါတယ်။ဒါကြောင့်သူတို့ဟာ Ghostfall လို့ခေါ်တဲ့အလွန်အေးတဲ့မြို့ကြီးကိုဖျက်ချော်ပြီး Alexa Iceland ကိုသွားကြပါတယ်။ကျုံးပေါ်ရောက်တဲ့အခါတိတ်တန့်ပညာရှင်တို့နဲ့တွေ့ဆုံပြီးပျောက်ဆုံးနေတဲ့မြို့တော်ကိုရှာဖွေဖို့အတူတကွပူးပေါင်းကြပါတယ်။သူတို့ဟာသင်္ဘောပုံစံရှိတဲ့တောင်ကြီးတစ်ခုအောက်မှာမြို့တော်ရှိနေကြောင်းသိရှိသွားပြီးလူဝဝင်ပေါက်တစ်ခုကနေပင်လယ်အောက်ကမြို့ထဲကိုဝင်ရောက်နိုင်ခဲ့ပါတယ်။အဲ့ဒီနေရာမှာဟက်ဆင်ဟာငယ်စဉ်ကဖခင်နဲ့အတူရောက်ဖူးခဲ့တာကိုပြန်လည်မှတ်မိလာပါတယ်။သူဟာ Elsie ကိုဖွင့်နိုင်မဲ့တူဦးလေးတော်သူဖြစ်ကြောင်းလည်းသိလာရပါတယ်။ဒါပေမဲ့အမှန်တရားတွေပေါ်လာတာနဲ့အတူသူ့ရဲ့မူလအမည်ဟာဒေါင်းဖြစ်ပြီးပင်လယ်ဓာပြခေါင်းဆောင်ရတာဖြစ်ကြောင်းသိရှိလာပါတယ်။တစ်ဖက်မှာတော့ပင်လယ်ဓာပြတွေက Alexa Iceland ကိုတိုက်ခိုက်ပြီးအနုရဲ့အဖိုးကိုတပ်ပစ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာဆဲရဆိုတဲ့တပြခေါင်းဆောင်ကဟက်ဆင်ရဲ့ဖခင်ကိုတပ်ချစ်သူဟာသူတို့ပဲဖြစ်ကြောင်းဝန်ခံပါတယ်။လူတွေရဲ့အထင်သေးမှုတွေကြောင့်ဟက်ဆင်ဟာခဏတာပင်လယ်ဓာပြတွေနဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာလည်း Captain Wong ကသူ့ကိုကယ်တင်ဖို့ပြန်လာကြပါတယ်။ဝန်ထဲစရာကောင်းတာကဆဲရက Wong ကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဟက်ဆင်ဟာဖခင်ကိုတက်ခဲ့သူဟာလည်းဆာရဖြစ်ကြောင်းသိချသွားပါတယ်။နောက်ဆုံးတိုက်ပွဲမှာတော့ဆဲရဟာပင်လယ်အောက်မြို့တော်ရဲ့စွမ်းအားကိုစုပ်ယူပြီးအလွန်အစွမ်းထက်တဲ့လူတစ်ယောက်ဖြစ်ပြောင်းလဲသွားပါတယ်။ဒါပေမဲ့ဟက်ဆင်ကဖခင်ရဲ့ရွှေတန်ချက်ကအပိုင်းအစကိုအသုံးပြုပြီးစွမ်းအားအသစ်ကိုရရှိခဲ့ပါတယ်။အဆုံးမှာတော့သူဟာဆဲရကိုအနိုင်ယူနိုင်ခဲ့ပြီး Ghostfall လည်းပျောက်ကွယ်သွားပါတော့တယ်။လူတိုင်းကဟက်ဆင်တည်သွားပြီလို့ထင်နေကြပေမဲ့ခဏအကြာမှာသူဟာပင်လယ်ထဲကပြန်ပေါ်လာပါတယ်။အနုကအလွန်ဝမ်းသာသွားပြီးနှစ်ယောက်သားအတူတကွဘဝတစ်ကိုစတင်ဖို့ဆုံးဖြတ်ကြပါတယ်။ဒီလိုနဲ့ The Forbidden Depths စကားဟာအဆုံးသတ်သွားပါတော့တယ်။